နာမည်ကြီးမင်းသမီး Link Sixer ဟာသူမရဲ့အချစ်တော်ခွေးလေးကိုပွေ့ချပြီးလေရင်ပေါ်တက်ဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့လေရင်မယ်လေးကစီကန်းအရတရိษံတွေကိုလူစီကန်းနဲ့ပေးမဝင်ပဲကုန်ပစ္စည်းကန်းထဲမှာပဲထားရမယ်လို့ယဉ်ကျေးစွာရှင်းပြခဲ့ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့ Link Sixer ကတော့ဒေါသတကြီးနဲ့ဒါငါသားပဲငါသားအတွက်လည်းလက်မှတ်ဝယ်ထားတာဘာလို့ပေးမတက်ရမှာလဲဆိုပြီးအော်ဟစ်ဆဲဆိုပါတော့တယ်။လေရင်မယ်လေးခများမှာလည်းမင်းသမီးရဲ့အရှိန်အဝါကိုကြောက်တာကြောင့်ဘာမှပြန်မပြောရဲပဲခေါင်းငုံခံနေရရှာပါတယ်။စီနီယာဖြစ်သူကဒါကထိတ်တန်းမင်းသမီး Link Sixer လေးနေသေးခြင်းလို့လားဆိုပြီးတားမြစ်လိုက်ရပါတယ်။နောက်ဆုံးမှာတော့မင်းသမီးဟာသူမရဲ့တားလို့ခေါ်တဲ့ခွေးလေးကိုပွေ့ချပြီးလေရင်ပေါ်ကိုအောင်နိုင်သူတယောက်လိုတက်သွားခဲ့ပါတယ်။လေရင်ပေါ်ရောက်တော့လဲမင်းသမီးရဲ့ရိုင်းဆိုင်မှုတွေကရပ်မသွားပါဘူး။သူမရဲ့ခွေးဟာတောက်လျှောက်ဟောင်နေပြီးခရီးသည်တွေကိုအနှောက်အယှက်ပေးနေပါတယ်။ဘေးမှာထိုင်နေတဲ့အမျိုးသားတယောက်ကအမခွေးလေးကိုနည်းနည်းထိမ့်ပေးပါအောင်အတန်ရမ်းဆူနေလို့ပါလို့ယဉ်ကျေးစွာပြောလိုက်တဲ့အခါမှာတော့ Link Sixer ရဲ့မောက်မာမှုကအထွတ်ထိပ်ကိုရောက်သွားပါတယ်။သူမကကလေးဆိုတာဒီလိုပဲဟောင်မှာပေါ့နင်ကဘာကောင်မို့လို့ငါသားကိုလာဝေဖန်ရတာလဲလို့ပြန်အောင်ပါတယ်။အဲ့ဒီအမျိုးသားရဲ့ဝတ်စုံကိုကြည့်ပြီးနင်ကစောက်လို့ရေးဆိုင်ကအလုပ်သမားမဟုတ်လားငါနဲ့လာမရှုံနဲ့ဆိုပြီးလူဒန်းစားခွဲခြားကနှိမ်ချဆက်ဆံလိုက်ပါတယ်။သူဟာရိုးရိုးရှင်းရှင်းပဲဝတ်ဆင်ထားတာကြောင့်မင်းသမီးကသူ့ကိုအောက်ခြေလူဒန်းစားလို့ထင်ပြီးအနိုင်ကျင့်နေတာပါဇက်ရှိန်ကတော့ကလေးမလေးတယောက်ကြောင့်ပိုပြီးမြင့်တက်လာပါတယ်။ကလေးမလေးကသူမစားနေတဲ့ဝက်ဦးချောင်းလေးကိုခွေးလေးကိုတနာလို့ကျွေးမိရာကနေ Link Sixer ကပောက်ကွဲပါတော့တယ်။နင်ကဘလို့တောင်တတိရှိပြီးငါသားကိုဒီလိုအမိုက်စာတွေကျွေးရမလားဆိုပြီးကလေးရဲ့အတော်ကိုခေါ်ပြီးခွေးရှိမှဒူးထောက်ခိုင်းပါတယ်။ငါသားကအစင်းမြင့်မျိုးရိုးသူစားတာတွေကနိုင်ငံခြားကတင်သွင်းတဲ့အမဲသားတွေအခုနေမကောင်းဖြစ်ရင်နင်တို့တိတ်နှစ်တန်းရော်နိုင်လားဆိုပြီးချင်းချောက်ပါတော့တယ်။ကလေးရဲ့အတော်ခများမှာလည်းကြောက်ကြောက်လန့်လန့်နဲ့တောင်းပန်နေရရှာပါတယ်။မင်းသမီးကတော့အတော်ဖြစ်သူကိုခွေးရှိမှဒူးထောက်ပြီးတောင်းပန်ဖို့မတရားသဖြင့်အမိန့်ပေးနေပါတယ်။ဒီမြင်ကွင်းကိုကြည့်မနေနိုင်တော့တဲ့ဆရာအမျိုးသားကဝင်သားတဲ့အခါမှာတော့ Link Sixer ကနင်ကဘာကောင်မို့လို့သူရဲကောင်းလာလောက်တာလဲငါက Goldman Cup တို့ရဲ့ကိုယ်စားလှယ်ဖြစ်တော့မဲ့သူနင်တို့လိုလူဒန်းစားနေတဲ့သူတွေနဲ့မတူဘူးလို့မထီမဲ့မြင်ပြောလိုက်ပါတယ်။ဒါကိုအမျိုးသားကပြန်လည်မေးခွန်းထုတ်တဲ့အခါမှာတော့ Link Sixer ကသူမဟာမကြခင်မှာအထက်တန်းလွာတွေကိုဝင်ရောက်တော့မှဖြစ်ကြောင်းဂုဏ်ယူစွာပြောဆိုပါတော့တယ်။အဲ့ဒီအချိန်မှာပဲစီအမျိုးသားကပြုံးလိုက်ပြီးဖုန်းတစ်လုံးထုတ်ကအတွေ့အမှုစုစီကိုဖုန်းဆက်လိုက်ပါတယ်။အတွေ့အမှုစု Goldman Cup တို့ရဲ့ကိုယ်စားလှယ်ကိုအခုချက်ချင်းလဲလိုက်တခြားတယောက်ရှာလိုက်တော့လို့အေးအေးဆေးဆေးပဲအမိန့်ပေးလိုက်ပါတယ်။အပိုင်းနဲ့လေးကြည့်ချင်ရင်မှန်မှာအဆက်လို့ရေးသွားပေးနော်